Oh my god, a lot of ice outside. What happened Minnesota? အမေရိကန်နိုင်ငံမှာယခုအချိန်ကိုယ့်အိမ်ကနေအရေးကြီးကိစ္စရှိလို့အပြင်သွားရမယ်ဆိုရင်ကိုယ့်ဖုန်းထဲကနေကိုသွားမဲ့လမ်းခီးတစ်လျှောက်မှာ ice အဖွဲ့များရှိမရှိကြည့်လို့ရတဲ့နည်းလမ်းလေးကိုပြန်လဲဝေမျှပေးသွားမှာဖြစ်ပါတယ်ကိုယ့်ဖုန်းထဲကနေ ice အဖွဲ့အပြင်မှာရှိမရှိကိုနည်းလမ်းနှမျိုးဖြင့်ကြည့်ရှုလို့ရပါတယ်ပထမနည်းလမ်းကတော့ Google ကနေကြည့်ရှုရမှာဖြစ်ပါတယ်ကျွန်တော်တို့ Google ထဲကိုဝင်လိုက်မယ် Google ထဲရောက်သွားတဲ့အခါမှာအပေါ်ဆုံးမှာမြင်နေရတဲ့ search bar မှာ ICEOUT ice out လို့ရိုက်ထည့်ပြီးသွားတဲ့အခါမှာအခုမြင်နေရတဲ့ search လေးကိုနှိပ်ပေးရမှာဖြစ်ပါတယ်ဒီအပေါ်ဆုံးမှာမြင်နေရတဲ့ iceout.org ဆိုတဲ့ website ထဲကိုဝင်ရမှာဖြစ်ပါတယ်တစ်ချက်နှိပ်လိုက်မယ်အခုမြင်နေရတဲ့ဘာသာစကားထဲမှာကိုကြည့်ကျင်တဲ့ဘာသာစကားကိုရွေးချယ်လို့ရပါတယ်ကျွန်တော်တို့ English ကိုနှိပ်လိုက်မယ်အခုလိုမျိုးပေါ်လာမှာဖြစ်ပါတယ်အောက်ဆုံးမှာရှိတဲ့ I agree to the terms of service ဆိုတဲ့ဟာကိုနှိပ်ပေးရမှာဖြစ်ပါတယ်သိကျင် okay နှိပ်ရမှာဖြစ်ပါတယ်မကြည့်ကျင်ဘူးဆိုရင်ဒီတောက်လေးမှာရှိတဲ့ကြက်ချေကလေးကိုနှိပ်ပေးရမှာဖြစ်ပါတယ်အခုမြင်တွေ့နေရတာကတော့အမေရိကန်တနိုင်ငံလုံးမှာရှိတဲ့ ice အဖွဲ့ရဲ့လှုပ်ရှားမှုများကိုအယောင်လေးများဖြင့်ပြသနေခြင်းဖြစ်ပါတယ်ကျွန်တော်ဟာ Minnesota State စိတ်ပေါ်မြို့မှာနေသည့်အတွက်ကြောင့်မို့ချဲ့ပြီးကြည့်လိုက်မယ် Minnesota State မြို့တိုင်းမှာရှိနေတဲ့ ice အဖွဲ့ရဲ့သွားလာလှုပ်ရှားနေမှုများကိုပြသနေခြင်းဖြစ်ပါတယ် Oh my god, a lot of ice outside. What happened Minnesota? ဒီနေရာကတော့ကျွန်တော်နေတဲ့စိတ်ပေါ်မြို့ဖြစ်ပါတယ်ကျွန်တော်အတွက်အရေးကြီးကိစ္စတစ်ခုရှိနေလို့ကျွန်တော်နေတဲ့စိတ်ပေါ်မြို့ကနေဒီလမ်းတိုင်းသွားပြီးမေဘယ်ဝူနေရာကိုကျွန်တော်သွားရမှာဖြစ်ပါတယ် Minnesota State ရဲ့နာမည်အကြီးဆုံးမြို့ဖြစ်တဲ့ Minneapolis မှာတော့ ice အဖွဲ့များရဲ့လှုပ်ရှားမှုများဟာခက်စိတ်စိတ်လေးဖြစ်နေတာကိုမြင်တွေ့ရပါတယ်ယခုမြင်တွေ့နေရတဲ့နေရာများကတော့ကျွန်တော်တက်စီမောင်းရင်အမြဲတမ်းရောက်ရှိနေတဲ့မြို့များဖြစ်ပြီးယခုလိုအခြေအနေကြောင့်အမေရိကန်နိုင်ငံတွင်နေထိုင်ခွင့်စာရွက်စာတမ်းအထောက်အထားအပြည့်အစုံရှိပေမဲ့ယခုလိုမြင်တွေ့နေရတဲ့အခြေအနေများကြောင့်တက်စီမောင်းခြင်းအလုပ်ကိုလည်းရန်နာထားရတာတစ်လလောက်ရှိနေပါပြီယခုမြင်တွေ့နေရတဲ့အနီရောင်ကိုလက်လေးနဲ့ထောက်ကြည့်လို့ရပါတယ် ice အဖွဲ့မှာမတင်ကားစရာလူကိုဖြစ်စေအမေရိကန်နိုင်ငံတွင်အထောက်အထားမဲ့နေထိုင်သူဖြစ်စေဖမ်းဆီးနေတဲ့အချိန်ဖြစ်ပါတယ်ဖမ်းဆီးနေတဲ့လူရဲ့တီနေရာကိုလည်းဒီပေါ်မှာလိပ်စာလေးပြထားပါတယ် ice အဖွဲ့မှာဖမ်းဆီးသွားတာကိုအတည်ပြုလိုက်တဲ့အမှန်ချစ်တွေဖြစ်ပါတယ်ဒုတိယနီလန်းနေတဲ့ကိုယ့်ရဲ့ဖုန်းကနေကြည့်လို့ရတဲ့နေရာကတော့ Safari ဖြစ်ပါတယ်ယခုမြင်တွေ့နေရတဲ့ Safari ကနေပြီးတဲ့ ice အဖွဲ့တွေရှိမရှိကိုဝင်ရောက်ပြီးကြည့်ရှုလို့ရပါတယ်ဒီ search bar လေးမှာ ICEOUT စာရိုက်ထည့်ပြီးသွားရင်ဒီမြားလေးကိုနှိပ်ရမှာဖြစ်ပါတယ်ဒီနည်းလမ်းကတော့ Safari ကနေပြီးတော့ဝင်ရောက်ကြည့်ရှုလို့ရတဲ့ဒုတိယနည်းလမ်းဖြစ်ပါတယ်ကျွန်တော်ဖြတ်သန်းနေတဲ့ဘဝတွေ့ကြုံများကိုဝေမျှပေးနေတဲ့ထုံးမနှံဖြစ်ပါတယ်အားဆန်